အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့မူလဗုဒ္ဓပထမမောင် AI ပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ MBC ရုပ်သံလိုင်းရဲ့1992ခုကိုအစောပိုင်းရုပ်သံဇာတ်လမ်းတွဲတွေအကြောင်းတင်ဆက်ပေးသွားပါမယ်ဗျ1969မှာမွန်ဟွာကုမ္ပဏီကနေ MBC ရုပ်သံလိုင်းကိုစတင်ကြေညာထုတ်လွှင့်ခဲ့ပါတယ် MBC ရုပ်သံလိုင်းရဲ့တမိုင်းကတော့ဆဆချင်းနှစ်မှာပဲပြောစရာတွေရှိလာခဲ့ပါတယ်အဲ့ဒါကတော့ကိုရီးယားဒရာမာဇာတ်လမ်းတွဲသမိုင်းရဲ့ပထမဦးဆုံးအိမ်အောင်ရေးဖောက်ပြန်မှုဇာတ်လမ်းကိုထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာအိမ်အောင်ရေးဖောက်ပြန်တဲ့အကြောင်းအရာကိုအခြေခံတဲ့ဒရာမာဇာတ်လမ်းတွဲတွေဟာအရှေ့အာရှရဲ့နိုင်ငံတိုင်းလိုကိုဖောချင်းတော်ချင်းပြန့်နှံ့နေခဲ့ပါပြီဒါပေမဲ့အဲ့ဒီခေတ်တုန်းကတော့ဒီအကြောင်းအရာတွေကဘယ်သူမှမထိရဲမရိုက်ကူးရဲကြတဲ့အသစ်ဆက်အကြောင်းအရာတွေဖြစ်ပါတယ်1969မှာလွှင့်ခဲ့တဲ့ Fear Husband ဆိုတဲ့ဒီဇာတ်လမ်းတွဲဟာပထမဆုံးအပိုင်းမှာပဲဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ရတယ်ဗျရုံးမန်နေဂျာအိမ်အောင်တဲ့အမျိုးသားကအသစ်ခန့်လိုက်တဲ့အတွင်းရေးမှူးမလေးနဲ့ဇလန်းတွေဖြစ်တဲ့အကြောင်းနဲ့စတင်ထားပါတယ်။ဒါကိုမန်နေဂျာရဲ့အမျိုးသမီးကသိတဲ့အခါပြဿနာတွေတက်ပြိပခအခြေတင်တွေဖြစ်ကြပုံကိုဇလန်းဖွဲ့ထားတာဖြစ်ပါတယ်။ဒီဇလန်းတွဲကိုကြိုက်နှစ်သက်သူတွေအများပြားရှိခဲ့သလိုဒီဇလန်းတွဲကြောင့်မယိုးမရွာဖြစ်ခဲ့သူတွေလည်းဒူးနယ်သေးပါပဲ။တချို့အိမ်အောင်ရှင်အမျိုးသားတွေတင်မကပဲအမျိုးသမီးတွေကပါဒီလိုအကြောင်းအရာမျိုးတွေကိုရုပ်သံဇလန်းအနေနဲ့ထုတ်လွှင့်ရသလားဆိုပြီး MBCC မကျေနပ်ကြောင်းဖုန်းတွေခေါ်ပေးစာတွေပို့ခဲ့ကြပါတယ်။ဒီထိကကိစ္စမရှိသေးပေမဲ့အာနာရှင်သမရပတ်ချန်ဟီရဲ့ဇနီးဖြစ်သူကဒီဇလန်းဟာအစီအငေါ်မတည့်မသင့်တော်ကြောင်းပြောလာတဲ့အခါမှာတော့ကိစ္စတွေကကြီးတစ်ထက်ကြီးလာခဲ့တယ်ဗျ။သမရပတ်ချန်ဟီကဒီဇလန်းတွေကိုပြန်ရိုက်ကူးဖို့အိမ်ပြတော်ကတဆင့်အမိန့်ထုတ်လိုက်ပါတယ်။ဒီတော့ဇညွန့်ဆရာကင်တုံဟွန်းလဲကြီးစုသူပရိသတ်တွေကိုတောင်းပန်ရတော့တာပေါ့ MBC ရုပ်သံလိုင်းကလည်းဒီဇလန်တွဲကြောင့်တန်ငွေဆောင်ခဲ့ရပါသေးတယ်အဓိကတရုတ်ဆောင်တွေဖြစ်ကြတဲ့မင်းသားကြီးချွဲဘူးအန်နဲ့မင်းသမီးကြီးကင်ဟဲကြတို့ကတော့ဒီဇလန်နဲ့လူသိများလာကြပါတယ်1990မှာ MBC ရုပ်သံလိုင်းကနေဇညွန့်ရေးဆရာမကြီးကင်ဆူဟွန်းရဲ့ပွဲဦးထွက်တက်တန့်လို့အမိရတဲ့ဇလန်တွဲကိုထုတ်လွှင့်လာပါတယ်ဇလန်ကတော့အိမ်အောင်ရေးဖောက်ပြန်မှုကိုပဲအခြေခံထားပြန်ပါတယ်CEO ဟန်ဆိုသူရဲ့အိမ်အောင်ရေးဖောက်ပြန်မှုအရှုပ်အရှင်းတွေကိုရိုက်ကူးတင်ဆက်ထားပါတယ်။ဒီတစ်ခေါက်မှာတော့ပရိသတ်ကအထူးတလဲမတုံ့ပြန်တော့ပဲဒီအကြောင်းအရာတွေဟာလူအတိုင်းအဝိုင်းမှာဖြစ်လေဖြစ်တာရှိတဲ့ကိစ္စတွေလို့လက်ခံလာနိုင်ကြပါတယ်။ဒီဇလန်အပြီးမှာပဲ MBC ရုပ်သံလိုင်းဟာဆီယာမကြီးရဲ့ဒုတိယမြောက်ဇလန်ဖြစ်တဲ့ Stepmother ကိုနေ့စဉ်ဇလန်တွဲအနေနဲ့ထုတ်လွှင့်ခဲ့ပါတယ်။အလေလက်တန်းစားမိသားစုတစ်ခုကအမျိုးသမီးတစ်ယောက်ရဲ့နေ့စဉ်ဘဝလူမှုဆက်ဆံရေးမိသားစုအတွင်းပြိပခတွေကိုဖော်ကျူးတင်ဆက်ပြထားပါတယ်။ဒီဇလန်တွဲကိုကြီးစုသူပရိသတ်ကအများကြီးနှစ်သက်ကြတဲ့အတွက်မူလဇညွန်းကိုတိုးချဲ့ပြီးအပိုင်းသစ်တွေထပ်ထည့်ရိုက်ကူးခဲ့ပါတယ်1990နှစ်ကနေ1993ထိနှစ်လောက်ထုတ်လွှင့်ခဲ့ရပြီးအပိုင်းလဲ400ကျော်တဲ့အထိပါပဲဆရာမကြီးလည်းဒီဒရာမာနဲ့လူသိများအောင်မြင်လာခဲ့ပါတယ်ဝေဖန်ရေးဆရာတွေကတော့ဒီဇလန်တွဲဟာဇက်အိမ်ဖောင်းပေါ်လွန်းတဲ့ချက်ကားလွန်းတဲ့ဆိုကြပေမဲ့ပရိသတ်ကတော့ဇသိန်းခဲ့တာကိုတောင်နှမျောနေခဲ့ကြပါတယ်ဆီယာမကြီးကင်ဆူဟွန်းဟာအစောပိုင်းကိုရီးယားရုပ်သံဒရာမာတွေပေါ်လွှမ်းမိုးမှုကြီးမားခဲ့သူတစ်ယောက်ပါဆီယာမကြီးကြောင့်ပဲကိုရီးယားရုပ်သံဇလန်ဇညွန့်ဆရာတွေရဲ့အလောက်ကိုင်အခွင့်အလမ်းအခန်းကဏ္ဍဟာတဆင်းမြင့်ခဲ့တယ်လို့ဆိုရမှာပါ1990ကနေ1989အတွင်းဆီယာမကြီးက MBC ရုပ်သံလိုင်းအတွက်နေ့စဉ်ဒရာမာတွေပင်တာရေးပေးခဲ့ပါတယ်ဒီရှစ်နှစ်တာကာလအတွင်းမှာရုပ်သံဇလန်တွေ16ခုအထိတောင်ရေးသားခဲ့ပါတယ်ဇလန်တွဲတိုင်းကိုလည်းပရိသတ်ကလက်ခံကြအားပေးကြပါတယ်1988မှာဆီယာမကြီးရဲ့လက်ရာ Track of You ကို MBC ကပိတ်ရက်ဒရာမာအစီအစဉ်ကနေထုတ်လွှင့်ခဲ့ပါတယ်။ဒီဇက်ကားကိုလည်းပရိသတ်ကအထူးနှစ်သက်အားပေးကြတာမို့မူလကအပိုင်း90လောက်အထိရိုက်ကူးဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့အစိုးရကစင်စာတင်းကျပ်တားမြစ်လိုက်တာကြောင့်အပိုင်း20နဲ့ပဲဇက်သိမ်းလိုက်ရပါတယ်။မေလိုဒရာမာတစ်ခုဖြစ်ပြီးအိမ်အောင်ရေးဖောက်ပြန်ခံရတဲ့အမျိုးသမီးကရှော့ရပြီးကိုဝင်ပြတ်ကြ။နောက်ပိုင်းအမျိုးသားကိုဂလဲစားချေဖို့ကြံစီစားတဲ့ထိလွယ်ရှလွယ်အကြောင်းအရာတွေကြောင့်အများပြည်သူကြီးစုဖို့မသင့်တော်ဘူးဆိုပြီးပိတ်ပင်လိုက်တာပါဇလန်ကပြည်ပြင်းလွန်းတဲ့အတွက်ပရိသတ်ကတကယ်အဖြစ်ပြက်တွေလိုခံစားခဲ့ရပြီးမျိုးသမီးဆက်ဆောင်နေရတရုတ်ဆောင်သူလီဟိုချုံးကိုအားပေးစာတွေပေးပို့ခဲ့ဖုန်းတွေလည်းခေါ်ခဲ့ကြပါတယ်အမျိုးသားဆက်ဆောင်နေရတရုတ်ဆောင်သူကတော့ရက်ွက်ထဲကအတော်ကြီးတွေကလိုက်ရိုက်လို့ထွက်ပြေးခဲ့ရဘူးပါတယ်တဲ့ဒီဇလန်ကို SBS က1999မှာ Special Drama အနေနဲ့ပြန်လည်ရိုက်ကူးထုတ်လွှင့်ခဲ့ပါသေးတယ်1992-99ကာလတွေမှာ MBC နဲ့ဆီယာမကြီးကင်ဆူဟွန်းဟာကျုံကိုင်းမိကိုင်းကျုံမိဖြစ်လို့နေတာပါတခြားရုပ်သံလိုင်းတွေကဆီယာမကြီးကိုဒရာမာတွေရေးပေးဖို့ကမ်းလှမ်းခဲ့ကြပေမဲ့ KBS နဲ့ TBC အတွက်ဒရာမာတစ်ခုစီသာရေးပေးခဲ့ပူပါတယ်ကျန်တဲ့အချိန်တွေမှာတော့ MBC ရုပ်သံလိုင်းအတွက်ပဲတစိုက်မတ်မတ်ရေးသားပေးခဲ့တာပါ
ရေးပြီးသမျှရိုက်ကူးပြီးသမျှဇလန်တိုင်းကိုလည်းတင်ထားမနေပဲဖျက်ဆီးပစ်တယ်လို့သိရပါတယ်။ဆီယာမကြီးရဲ့ခံယူချက်ကစိတ်ကူးအသစ်တွေမပေါ်တဲ့အချိန်စာရေးရခတ်တဲ့အချိန်ရောက်တဲ့အခါကိုယ်တိုင်ရေးဖူးတဲ့ဇညွန့်ဟောင်းတွေကိုကိုးကားကူးယူမိမှဆိုတဲ့အတွက်လို့ဆိုပါတယ်။ဇညွန့်ရေးတဲ့အခါတရုတ်ဆောင်တွေရဲ့အားသာချက်အားနည်းချက်တွေကိုထည့်တွက်ပြီးရေးလေးရှိတယ်လို့ဆီယာမကြီးနဲ့နှစ်အတော်ကြာလက်တွဲအလုပ်လုပ်ဖူးသူမင်းသမီးကြီးရွံ့ရော့ကြောင်ကပြောဖူးတယ်ဗျ။အဆိုကောင်းတဲ့တရုတ်ဆောင်တွေတချင်းကြီးတဲ့အခန်းလေးတွေထည့်ပေးတတ်ပါတယ်။နောက်ပြီးစကားသိမ့်မပီတဲ့တရုတ်ဆောင်တွေသူအဓိကမပီတဲ့စကားလုံးတွေဆိုဇညွန့်တဲ့ထဲမရေးတာစားတဲ့အသေးစိတ်အချက်လက်လေးတွေကအစဂယူးဆိုင်တတ်ပါတယ်။တရုတ်ဆောင်တွေကိုလည်းသူ့ဇညွန့်အတိုင်းအတိအကျပြောဆိုတရုတ်ဆောင်ဖို့ညွှန်ကြားလေးရှိပါတယ်။စကားတခွန်းနဲ့တခွန်းကြားနားရမယ့်အချိန်တွေကအစထဲသွင်းရေးထားတတ်လို့တရုတ်ဆောင်တွေဘက်ကမကြာခဏစောတကတက်တာတွေလည်းရှိတယ်ဗျ။ဇညွန့်ဖတ်တဲ့နေ့တွေမှာအစမ်းတရုတ်ဆောင်ကြတဲ့အခါလက်ဟန်ချေဟန်မပါပဲဒီအတိုင်းတိုင်ရလောကြီးတက်တက်ပြောပြီးတရုတ်ဆောင်တာကိုလည်းဆီယာမကြီးကမကြိုက်ပါဘူး။ကင်ဟဲဆုလိုမင်းသမီးကြီးတောင်ဆီယာမကြီးရဲ့အဆုကိုမလွတ်ခဲ့ပါဘူး။ဒီနေရာမှာဆီယာမကြီးရဲ့ဇညွန့်စာသားကိုအတိအကျရွတ်ခိုင်းတာထိန်းချုပ်လွန်တာကြောင့်တခါတလေတရုတ်ဆောင်တွေရဲ့တရုတ်ဆောင်မှုတွေဟာခံစားချက်မပါသလိုတောင်းတောင်းကြီးဖြစ်နေတတ်တယ်လို့လည်းဝေဖန်ခံရပူပါတယ်။အထူးသဖြင့်ဆီယာမကြီးဇလန်တဲကအမျိုးသမီးငယ်တွေစကားပြောပုံဆိုပုံတွေဟာလူသားပြောင်းသွားတယ်မူကမပြောင်းအတူတူဖြစ်နေတတ်တယ်လို့ဝေဖန်ရေးသမားတွေကဆိုကြပါတယ်။ဒါပေမဲ့ဝေဖန်မှုတွေဘလို့ပဲရှိခဲ့ဆီယာမကြီးဇလန်တွေကတဆင့်ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့တရုတ်ဆောင်တွေကလည်းအများပြပါပဲ။ဒီထဲမှာကိုရီးယားနိုင်ငံရဲ့ National Mother လို့အားလုံးကသတ်မှတ်ထားကြတဲ့မင်းသမီးကြီးကင်ဟဲဂျာလည်းအပါဝင်ဖြစ်ပါတယ်။မင်းသမီးကြီးကင်ဟဲဂျာဟာအသက်20အရွယ်မှာပဲ KBS ရဲ့1960တရုတ်ဆောင်နဲ့လက်ရွေးချယ်မှုပထမဆုံးအတုပ်ထဲကတဦးပါဝင်ဖြစ်ခဲ့တယ်ဗျ။အစောပိုင်း KBS ရုပ်တံရဲ့ဇလန်တွေတချို့မှာတရုတ်ဆောင်ခဲ့ပေမဲ့ကိုတရုတ်ဆောင်မကောင်းဘူးဆိုပြီးစိတ်ပြက်ပြီးတော့လက်လျှော့ခဲ့ပါတယ်။ဇလန်တွေဆက်မရိုက်ပဲအိမ်အောင်တဲ့မိခင်ဘွားနဲ့ပဲနေရင်းက9နှစ်လောက်ကြာတဲ့အခါတရုတ်ဆောင်ဖြစ်ချင်လာပြန်ပါတယ်။ဒီလိုနဲ့ပြဿတိရတာတွေမှာလိုက်တရုတ်ဆောင်ရင်းနဲ့ MBC ကသတိထားမိပြီးကန့်လန့်ခဲ့တယ်ဗျ။အဲ့ဒီလို MBC ရုပ်တံဇလန်တွေမှာပါဝင်တရုတ်ဆောင်ရင်းနဲ့နာမည်ကြီးတရုတ်ဆောင်တဦးဖြစ်လာခဲ့ပါတယ်။လက်ရှိမှာကိုရီးယားနိုင်ငံရဲ့တရုတ်ဆောင်ထူးချွန်စုအများဆုံးရရှိသူတွေကတယောက်လည်းဖြစ်ပါတယ်။ဒီကာလကိုရီးယားရုပ်တံဇလန်တွေကိုနေ့စဉ်ဒရာမာမယ်လိုဒရာမာနဲ့စပယ်ရှယ်ဒရာမာဆိုပြီးအကြမ်းဖျင်း၃မျိုးခွဲလို့ရပါတယ်။နေ့စဉ်ဒရာမာတွေဟာရုပ်တံလိုင်းတွေအားထားရတဲ့အဓိကဇလန်တွေဖြစ်ခဲ့ပါတယ်။တမိုင်းကြောင်းနောက်ခံဇလန်တွေရှိသလိုမျက်မှောက်ခေတ်ရရပရိပခဇလန်တွေကိုလည်းစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ကြပါတယ်။မယ်လိုဒရာမာတွေကအစောပိုင်းကာလမှာအတော်လေးရှားပါနေပါသေးတယ်။များသောအားဖြင့်ပိတ်ရက်ဒရာမာအနေနဲ့ရိုက်ကူးကြပြီးနေ့စဉ်ဒရာမာတွေလောက်အပိုင်းမရှိတဲ့ဇလန်မျိုးတွေပါ။စပယ်ရှယ်ဒရာမာတွေကတော့များသောအားဖြင့်သက်ဆိုင်ရာနေထူးနေမြတ်အထိမ်းအမှတ်ကာလနေဆွဲတွေအတွက်ရိုက်ကူးကြပါတယ်။ Christmas Special Drama နှစ်သစ်ကူး Special Drama စသဖြင့်ရှိတတ်ပါတယ်။1990မတိုင်ခင်ကတည်းက Gold Star Company ကပြည်တွင်းမှာအဖြူမဲ TV တွေတွင်ကျဲကျဲထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။1990နောက်ပိုင်းမှာ Samsung Company ကပါ12လက်မှ TV တွေစတင်ထုတ်လုပ်ရောင်းချလာပါတယ်။ဒီလိုနဲ့ TV တွေဟာတီးတန့်သွင်းကုန်မဟုတ်တော့တဲ့အတွက်လူလက်တန်းစားပြည်သူတွေပါ TV တွေကိုဝယ်နိုင်လာပါတယ်။ကြည့်ရှုသူဦးရေတဆများပြားလာတဲ့အတွက်ရုပ်သံလိုင်းတွေကလည်းရုပ်သံလွှင့်ချိန်ကိုတိုးမြင့်လာကြပါတယ်။အစာဦးနှစ်တွေမှာညနေခင်းနဲ့ညဘက်တွေပဲလွှင့်တက်ပေမဲ့နောက်ပိုင်းမှာမနက်ခင်းပိုင်းလွှင့်တာမျိုးတွေပါရှိလာပါတယ်။ဒီတစ်ခေါက်မှာ1992-99ကာလအတွင်းလွှမ်းမိုးမှုကြီးခဲ့တဲ့ MBC ရုပ်သံဇလန်တွေနဲ့တရုတ်ဆောင်ဇညွန့်ဆရာတွေအကြောင်းတင်ဆက်ခဲ့ပါတယ်။နောက်ဗီဒီယိုမှာတော့1980အဖြူမဲရုပ်သံ TV ကနေရောင်စုံကာလာ TV ကူးပြောင်းလာပုံကိုတင်ဆက်ပေးသွားပါမယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးပါဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။